အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့အာဆင်နယ်အကြောင်းတည်တည်ရှာရှာမပြောဖြစ်တာလဲကြာပြီပေါ့နော်ဒီညမှာချန်ပီယံလိကစားဖို့လဲရှိနေတယ်ဆိုတော့အာဆင်နယ်အကြောင်းလေးနည်းနည်းလောက်ပြောရှင်တယ်ဒီညလူစင်းနဲ့ပတ်သက်ပြီးတော့ပြောရလို့ရှိရင်တော့ဂါဘရီယယ်ဂျေဆုပြန်ပါလာရတာတော့ဝမ်းသာစရာပဲဂျေဆုကပြီးခဲ့တဲ့ပတ်ထဲမှာကတည်းကဒဏ်ရာနေတော့ပြန်ကောင်းသွားပြီကြားထဲမှာအာဆင်နယ်ကဒီမန်ယူနဲ့ကစားလိုက်တဲ့ခြေစမ်းပွဲတစ်ပွဲရှိတယ်တကားပိတ်ကစားတာအဲ့ဒီပွဲမှာဒီဂျေဆုတို့ဝင်ကစားသွားတယ်ပြီးတော့ဒီအာဆင်နယ်မှာအငှားလာပြီးတော့ အာဆင်နယ်မှာဒီလာပြီးတော့လေ့ကျင့်ခန်းဆင်းနေတဲ့ကစားသမားဟောင်းချိန်မှလိန်တို့လည်းအိုက်ပွဲဝင်ခံသွားလို့သိရတယ်အာဆင်နယ်ရဲ့အဓိကကစားသမားတွေထဲမှာဆိုလို့ရှိရင်တော့ဒီဗီလာနဲ့ပွဲတုန်းကဒီရန်ပန်းသွားတယ်ပေါ့နော်ဒီဂလန်ရိုက်စ်ကဒီပွဲကိုမပါဘူးလူစင်းမှလည်းမပါလာဘူးပေါ့နော်ဒီသူကဖျားနေတယ်လို့လည်းသိရပါတယ်ပြီးတော့ cross လည်းမပါသေးဘူးပေါ့ဟိုဒီအနေထားတွေကအကောင့်ဘက်ကတွေးကြည့်မယ်ဆိုလို့ရှိရင်ဒါ cross တို့ဒီဂလန်ရိုက်စ်တို့ဒီပွဲတွေမှာနားနေရတာပို့ပြီးတော့ကောင်းသွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကချန်ပီယံလိမှာ9ပွဲကစားပြီးတော့15မှတ်ရထားတဲ့အသင်းဖြစ်တယ်ဆိုတော့ဒီညပွဲမှာရှုံးခဲ့လို့ရှိရင်တော့ပြဿနာမရှိဘူးဒါကြောင့်မလို့ဒီပွဲကကျွန်တော်အမြင်သာကျွန်တော်သာဆိုလို့ရှိရင်ဒီပွဲကိုဘယ်လိုလုပ်မလဲဆိုတော့ဒီဒေးဗစ်ရိုင်ယာတို့ကိုမတုံးဘူးဒီကီပါတို့ကိုနေရာပြန်ပေးမယ်ပြီးတော့ဒီနော်ကတ်တို့ဒီလူငယ်ဝမ်နရီတို့ကိုနေရာပေးပြီးတော့ကစားမယ်ပွဲမျိုးပေါ့တိုက်စစ်မှာတော့ Yogres ကိုတုံးမယ်ယုံကြည်မှုပြန်ပြီးတော့တိဆောက်နိုင်မှုတဲ့သွင်းကိုတွေလိုအပ်နေတယ်ဒီလိုပွဲမျိုးကဒီလိုကစားမယ်ပွဲမျိုးဖြစ်တယ်ပြီးတော့လာမယ့်တလင်းကနေနေ့မှာကစားမယ်ပွဲဆိုလို့ရှိရင်လည်းဝူဘာဟန်တန်နဲ့ကစားမှာဖြစ်တယ်ပေါ့နော်ဒါဝူဘာဟန်တန်ကဒီယာဒီပရီးမီးယားလိရဲ့အညံ့ဆုံးအသင်းပွဲစဉ်15အပြီးမှာပရီးမီးယားလိသမိုင်းရဲ့အမှတ်အနည်းဆုံးအသင်းဖြစ်နေပေါ့နော်ဒီလိုအသင်းမျိုးကိုအိမ်ကွင်းမှာပဲကစားမှာဖြစ်လို့အာဆင်နယ်နဲ့မနိုင်စရာအကြောင်းတော့မရှိဘူးသူနဲ့ကန်နိုင်ရမယ့်ပွဲမျိုးဖြစ်တယ်ဒီတော့ Trossard တို့ဒီဒက်ကလန်ရိုက်စ်တို့အဲ့ဒီဝူးနဲ့ပွဲတတိကိုကျွန်တော်ကနားသေးရှင်တယ်ဒါပြီးတော့နောက်ထပ်ဒီအာဆင်နယ်ကစားသမားဟောင်းတွေရဲ့သတင်းတစ်ခုကိုပြောရလို့ရှိရင်တော့တိုမီယာစုပေါ့တိုမီယာစုကအခုဆိုရင်အသင်းလက်မဲ့ဖြစ်နေတာနေပြီးတော့နယ်သာလန်ထိပ်သီးကလပ် Ajax ကိုရာဒီကုန်ထိအငှားနဲ့ကစားဖို့တော်လေးနီးစပ်သွားပြီတကယ်ဆိုရင်ကန်ဆိုးတယ်လို့ပဲပြောရမလားသူ့အတွက်အာဆင်နယ်မှာပထမရာသီတုန်းကတော်လေးကောင်းခဲ့ပြီးတော့နောက်ပိုင်းမှာဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတယ်ပေါ့နော်ဒါပြီးခဲ့တဲ့ရာသီတုန်းကဒီသူအာဆင်နယ်မှာရှိနေတုန်းကဆိုလို့ရှိရင်လည်းသူဒဏ်ရာကောင်းနေလို့ရှိရင်ပြန်ကောင်းလာတဲ့အချိန်ဆိုရင်တော့အာဆင်နယ်မှာသူကနေရာမရနိုင်ဘူးဒီဘန်ဝိုက်ဆိုလဲဘန်ဝိုက်လျောက်တင်ပါဆိုလဲတင်ပါလျောက်အကုန်လုံးကဒီပြည့်နေပေါ့နော်ဒီတိုမီယာစုဆိုတာကျွန်တော်တို့ဆွန်ဟောင်မင်တို့ဆာလာတို့တူးရှင်းထိန်းပြခဲ့တာတွေကိုပြန်ပြီးတော့တွေးကြည့်လို့ရှင်တော့လေနှမျောစရာကောင်းတဲ့ကစားသမားအခုအာဆင်နယ်နောက်တန်းနေပြုံပြီးဒဏ်ရာရတဲ့အချိန်မှာသူကအတင်းအထွက်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကတော့ဒီကျွန်တော်တို့နဲ့တိုမီယာစုနဲ့ကြားလွဲချော်မှုတွေတစ်ခုပေါ့ဆိုတော့ဒီညအာဆင်နယ်ပွဲကိုစောင့်ကြည့်မဲ့လူတွေရှိလားကျွန်တော်ကတော့ဘယ်လိုလူစင်းအပြောင်းလဲတွေလုပ်ပြီးတော့ဒီပွဲကိုရှင်းကပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့နည်းလေးစောင့်ကြည့်ရှင်တယ်ပွဲရလက်ကိုတော့တိတ်ပြီးတော့ရေမခုံပါဘူးဒီရလက်ဒီပွဲမှာဘယ်လိုရလက်မျိုးပဲထွက်လာကျွန်တော်ကတော့ဒါလက်ခံမှုအစဉ်သင်းရှိတယ်ပေါ့နော်ပြီးတော့ဒီပွဲကိုနိုင်မယ်မနိုင်ဘူးဆိုတာလည်းတိတ်ပြီးတော့မမျှော်လင့်ထားဘူးအဓိကဒီ Wolves နဲ့ Everton တို့နဲ့ကစားမဲ့နှစ်ပွဲမှာနိုင်ပွဲပြန်ရပြီးတော့လမ်းကြောင်းမှန်ပေါ်ကိုရောက်လာဖို့ပဲမျှော်လင့်ပါတယ်ဒီကျွန်တော်ရဲ့အမြင်နဲ့ပတ်သက်ပြီးတော့ဒါသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေအာဆင်နယ်ပရိသတ်တွေနဲ့ဘယ်လိုအမြင်ရှိလဲဆိုတာကို comment ထဲမှာပြောသွားခဲ့ကြပါဦးများကြည့်ပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်